င်္ဂလာပါဒီနေ့ညမြန်မာလုံးဆိုင်ရာအသင်းတော်ပေါင်းစုံစုတောင်းရေးရာကော်မတီကနေပြီးတော့မှဦးဆောင်ကျင်းပတဲ့ညဝတ်ပြုကိုယ်ွယ်ခြင်းကိုအစာပြုကြရအောင်ရှေးဥစွာပနာမကျမ်းချက်တစ်ပိုက်ကိုဖတ်ပါမယ်ရှေးယောဟန်ခရစ်ဝင်ခန်းကြီး14အငယ်14သင်တို့သည်ငါ၏နာမကိုအမိပြု၍တစုံတစ်ခုသောစုကိုတောင်းသည့်အတိုင်းငါပြုမည်အဖွင့်ဆုတောင်းကြပါစို့အဖွင့်ဆုတောင်းခြင်းကိုဦးဆောင်မဲ့သူကတော့စောဆာမြူဆန်နစ်ဖြစ်ပါတယ်ဆုတောင်းကြပါစို့ကောင်းကင်ဘုံ၌ရှိတော်မူသောဖဖျားသခင်ဒီနေ့တည်ရှင်နိုင်တဲ့ဖဖျားသခင်ကိုချွေကျူးစမိုင်းဤညနေခင်းစီစဉ်ကိုလည်းပြင်ဆင်ပြီးတော်မူသောဖဖျားသခင်ကိုချွေကျူးစမိုင်းဤညနေခင်းစီစဉ်မှာကြားမယ်ဂုဏ်တော်ချီးမွမ်းသမျှနှုတ်ကပတ်တော်မြတ်မြတ်တရားဒီနိုင်မြတ်စတန်သမျှသောဖဖျားသခင်ကိုချွေကျူးစမိုင်းဖဖျားသခင်ဆက်လက်ပြီးတော့မှဤညနေခင်းစီစဉ်မှာပါမဝိဝိကိုချက်မြတ်တိမလည်းကောင်းချီးပေးနာမူပါဤညနေခင်းစီစဉ်မှာလည်းဥစ္စာမြတ်မြတ်တိမလည်းကောင်းချီးပေးနာမူပါဝိညာဉ်ခွန်အားတို့ပွားစေမူပါအင်းလိုင်းမြ Wi-Fi လိုင်းမြမီလီမီလေးဖျားတဲ့ခင်ကောင်းချီးပေးနာမူပါဤစီစဉ်စာမှာအလက်စနိုင်အောင်တခင်ရှိဖနာမလိုက်စတောင်းစကပါ၏အာမင်ဆက်လက်ပြီးတော့မှချီးမွမ်းခြင်းအပြင်ဘုရားသခင်ကိုကိုးကွယ်ကြရအောင်ချီးမွမ်းကိုးကွယ်ခြင်းကိုဥဆောင်မဲ့သူကတော့စံနစ်ညီအကိုများဖြစ်ပါတယ်ကျမတို့အရောက်စီတိုင်းကလည်းပဲရှိတဲ့နေရာမှာစံနစ်ညီအကိုများနဲ့အတူတကွအသက်ရှင်တော်မူသောဘုရားသခင်ကိုချီးမွမ်းကြရအောင်အားလုံးမင်္ဂလာပါကျွန်တော်တို့ Praise Worship ရှေးမကွယ်ခြင်းအပြင်ကျွန်တော်တို့အစီအစဉ်ကိုအစားပြုကြမှာဖြစ်ပါတယ်ကျွန်တော်တို့ရှေးဥစွာကိုတော်ရှင်ကိုတတိယပါဆိုတဲ့ခြင်းနဲ့ဖျားရှင်ကိုတော်ကိုချီးမွမ်းဖို့ဖြစ်ပါတယ်ကျွန်တော်လောကကြီးထဲမှာအသက်ရှင်တဲ့အခါမှာဒုက္ခဆင်းရဲခြင်းတွေတွေ့ကြရတတ်တယ်ဒါပေမဲ့ကျွန်တော်တွေ့ကြုံနေရတဲ့စိတ်ကောခြင်းကိုစတဲ့ကိုဒီတော်တော်ခင်ရှိခရစ်တော်စီထံကျွန်တော်တို့ဟာတိုးဝင်းလေးပေါ်အပ်ပြီးတော့မှဆက်လက်ပြီးတော့မှဝန်းရောက်ခြင်းဖြင့်ကိုရှင်ဓမ္မတော်ကိုချီးမွမ်းဖို့အားလုံးကိုဖိတ်ခေါ်ခြင်းပါတယ်ဒီလိုကကိုတော်ကိုချီးမွမ်းကြရအောင်ဒုက္ခတွေမှာစိတ်ပြတ်ဝမ်းနေယေရှုရှင်ကိုအောင်မေတ္တရပါတင်ကိုဆောင်မဖို့ဆောင်ကောင်းကြည့်ပေမည်ဘုရောဘုရားကိုပါဒုက္ခမောင်းနိုင်တိုက်ခတ်တော့အခါကိုရရှင်ဒီနာမှာယေစွာလကိုဆွဲလဲဖို့ဆောင်တော့ဘူရှာကိုရဒါလင်ကိုလုံးရဒုက္ခမောင်းနိုင်တိုက်ခတ်တော့အခါကိုရရှင်ဒီနာမှာယေစွာလကိုဆွဲလဲဖို့ဆောင်တော့ဘူရှာကိုရဒါလင်ကိုလုံးရဆုံးစံအောင်ရှက်ခြင်းများနဲ့တွေ့လေကျေးဇူးတော်ကိုအမျက်ချီးမွမ်းကြပါနေချခြင်းဖြင့်ကိုရတန်ခြင်းကပါအသက်ထာဝရကိုရမည်တော့ကမောင်းလိုက်တိုက်ခတ်တော့အခါကိုရရှင်ဒီနာမှာယေစွာလကိုဆွဲလဲဖို့ဆောင်တော့ဘူရှာကိုရဒါလင်ကိုလိုရတော့ကမောင်းလိုက်တိုက်ခတ်တော့အခါကိုရရှင်ဒီနာမှာယေစွာလကိုဆွဲလဲဖို့ဆောင်တော့ဘူရှာကိုရဒါလင်ကိုလိုရချစ်သူမိတ်ဆွေများစွန့်ခွာသွားလေသင်နဲ့ယေရှုအတူရှိမည်ဧကဆုတောင်းခြင်းမြတ်တရှိပြည့်နေတဲ့ကနေတိုင်းတချစ်ဆိုနိုင်မည်တော့ကမောင်းနိုင်တိုက်ခတ်တော့အခါကိုရရှင်ဒီနာမှာယေစွာလကိုဆွဲလဲဖို့ဆောင်တော့ဘူရှာကိုရဒါလေကိုလုံးရတော့ကမောင်းနိုင်တိုက်ခတ်တော့အခါကိုရရှင်ဒီနာမှာယေစွာလကိုဆွဲလဲဖို့ဆောင်တော့ဘူရှာကိုရဒါလေကိုလုံးရဟုတ်
ပါတယ်တော့ကမုံနိုင်နေတိုက်ခိုက်တဲ့အချိန်ရှိတယ်ကျိုးတို့ဝမ်းနေရတဲ့အချိန်ရှိတယ်မပြောနိုင်တဲ့အချိန်တွေရှိတယ်ကျိုးတို့ဖိစီးနေတဲ့အချိန်တွေရှိတယ်ဒါပေမဲ့ဘလို့ပဲအချိန်တွေတွေ့ကြုံရပါစေမူတခင်ရှိခရတော်ကကျိုးတို့နားမှာရှိတယ်အေမာနီလာရှင်တခင်ကျိုးတို့တွေရှိတဲ့ကြောင့်မလို့ကျိုးတို့တွေဟာဝမ်းမြောက်ခြင်းဖြင့်ဆက်လက်ပြီးတော့မှဖျားရှင်ကိုတော်ကိုချီးမွမ်းနိုင်ရတော့ဖွင့်ကိုရရှိတာဖြစ်တယ်ဟာလေလုယာကျိုးတို့ဆက်လက်ပြီးတော့မှကိုတော်ရှင်ကိုပဲအမြဲလူတဲ့ဆိုတဲ့ချင်းနဲ့ဖျားရှင်နာမတော်ကိုဆက်လက်ပြီးတော့မှချီးမွမ်းရအောင်ကျိုးတို့ဘဝတတာမှာဘယ်မှာမလို့ဘူးချမ်းသာကြွားခြင်းနဲ့မလို့ဘူးကျိုးလိုအပ်နေတာဟာတာတော်တခင်ရှိခရတော်နဲ့တူရှိနေခြင်းဖြစ်ပါတယ်ဆက်လက်ပြီးတော့မှဖျားရှင်ကိုပဲချင်းကိုချီးမွမ်းဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်ရဲ့နှလုံးသားချမ်းစီဆုံးဖြတ်ချက်တွေနဲ့လို့ရတိုင်းသည်တခင်ရဲ့ဘောနဲ့ချမ်းစီလို့တော့တိုင်းဖြစ်လို့ဒီကျွန်တော်ရဲ့နှလုံးသားစံသာတခင်ရဲ့ဘောလို့နဲ့sajin keyi nyinda swa ye myau pi lai ba snow sana guro shin go be mye lo de guro shin go be mye lo de yi ban cha dri Chadrita Kuroda Tamda Bane Yaya Rita Chimyao Bane Kuro Tara Bongji Bane Kanza Chadrita Sanamya Zwata Kuro Achimyao Kugwemeနာမတော်ကိုချီးမြှောက်ရင်းနဲ့ကိုရှင်နာမတော်ကိုဆက်လက်ပြီးတော့မှကုွယ်ကြအောင်ကျိုးပွားတဲ့အထက်မှာကျွန်တော်ဒီဘွားတဲ့ထဲမှာကိုရှင်ကိုလက်တော်နဲ့အနက်ပြီးတော့မှ80ဘွားထဲမှာကိုတော်ရှင်တို့ဒီဝမ်းမြောက်စွာဖြင့်ရှင်းမဖို့လို့ငါအားလုံးကိုဖိတ်ခေါ်ပါတယ်ဆက်လက်ပြီးတော့မှကိုတော်ချီးဝါရအောင်သက်တာကိုမြင်ကြရအောင်ဒီလိုကပြန်လက်ပြီးတော့မှချီးဝါရအောင်Know in alone not just see so get chadrine lo yet die the key at the bonnet just see lo ro die piludi to know in alone not sanga the key at the bonnet Sajin keyi nyinda swa ye byo pi lai ba shno sana kuro shin go me mye lo de kuro shin go me mye lo de yi ban chadrita Your Chadrita Kuroda Tamda Bade Yaya Rita Chimyao Bade Kuro Tarpya Bongji Bade Kanza Chadrita Sanamya Swata Puro Achimya Chadrita, your man Chadrita, Kuroda Tamda Bade, Yaya Rita Chimyao Babe, Kuro Tarpya Bongji Bade, Kanza Chadrita, Sanamya Swata. Puro achimya buwebe
စားချက်တွေခံဆန္ဒများစွာတန်ဘူတော်အချင်းများကိုွယ်ပေကိုရှေကောင်းမဲ့ရှင်ကိုချီးမွမ်းရင်းနဲ့ကိုရောရှင်ထံတို့တို့ဝေချင်ခဲ့ကြရအောင်ချီးမွမ်းကိုကိုရောစီပေါ်နဲ့ဖျားခင်တို့တာသုံးပြည့်ဖျားခင်တို့တိုင်ကောင်းချီးပေးပါစေအာမင်ဆက်လက်ပြီးတော့မှဆုတောင်းခြင်းအပြင်အထံတော်သို့တိုးဝင်ခြင်းကကြပါစို့အထူးဆုတောင်းခြင်းကိုဦးဆောင်မဲ့သူကတော့ဇော်ဂေဘရီယယ်ဆန်နစ်ဖြစ်ပါတယ်ဆုတောင်းဆက်ခဲ့ကြပါစို့ကောင်းကင်ဘုရားရှိတော်မူသောဖဖျားကိုရရှင်ဖျားကျွန်းတို့ကိုနေ့ရက်စနေကောင်းချီးပေးတော်ကြောင့်ကျေးဇူးတော်မြတ်ကိုချီးမွမ်းပါရပါဒီနေ့တောင်းလုံးလဲလောက်ဆောင်မိရဲ့ငန်းနာတစ်ခုစီစဉ်ရှိတဲ့မြတ်အကောင်းဆုံးဖြစ်လောက်ကနေရတော့ခွင့်ကိုရရှင်ဖျားပေးတော်ကြောင့်လေကျေးဇူးတော်ကိုချီးမွမ်းတကယ်လို့ဒီကနေ့ညမှာကိုရရှင်ပြည့်စည်ပေးတဲ့အချိန်တိုင်းထဲမှာကိုရရှင်ထံသို့ဝချင်းကြွေမိတ်တဟာရပြီးတော့ခွင့်ကိုရရှင်ဖျားပေးဒီအတွက်ကျေးဇူးတော်ကိုချီးမွမ်းပါရပါဒီနေ့ညမြန်မာနိုင်ငံတော်ပေါင်းဆိုစွတ်တော်ရကမတီဤဝါဒင်ကာလစာရှောင်းစနောက်ဆက်ကချင်းအစီအစဉ်တွေကိုရရှင်မွန်းချင်းအားဖြင့်တော်ကောင်းစနောက်ချင်းအားဖြင့်တော်ကောင်းနောက်ကဘက်အတမကြီးစာကိုဖယ်ချင်းအားဖြင့်တော်ကောင်းတရားတည်တဲ့နာမြတ်ကိုပင်ကဟောကြားခြင်းအားဖြင့်တော်ကောင်းတင်းတင်းဥဆောင်ကြမဲ့သူဒါသမီးရောက်စနိုင်ကိုလေကိုရရှင်ဖျားသည်ကောင်းချေးပင်နာတော်မူရဲ့ဒီနေ့ညမှာသူတို့ကတော့ဝင်ချင်းကြွေမိတ်တဟာရပြုအောင်မိဒါသမီးရောက်စနိုင်ကိုလေကိုရရှင်ဖျားကောင်းချေးပင်နာတော်မူလျက်ခေတော်နှုတ်ကပတ်တော်မြတ်အားဖြင့်သက်တာမှာတိဆောက်စရာခွားစရာဖြစ်စနိုင်ဖို့လို့ငါလည်းစမ်းမကောင်းချစ်ပေးနာတော်မူပါမြန်မာနိုင်ငံတနပေါင်းဆုံးစွတ်တော်ရောက်ကမတီတွင်စကတ်အစိခလဲချက်ကုန်တော့စေကြီးစမချင်းတကွအမှုတော်ဝန်ဆောင်လက်ရှိတော်တာသမီရောက်စနိုင်အရေးဆုံးမှငင်စနာကိုရှင်ဖျားကောင်းချစ်ပေးနာတော်မူပါနောက်ဆောင်တဲ့ငန်းနာအများရှိတဲ့ခါမှာလည်းပဲကောင်းမှုစာပြေလို့ဆောင်နေရတော့ခွင့်ပြုလျာမှာလည်းအောင်မြင်နေရတော့ခွင့်ကိုလည်းကိုရရှင်ဖျားပေးနာတော်မူပါဖဆန္ဒစံဝိနည်းဆိုမမိုက်တကွေနောက်ဆက်ပြီးဆောင်ခြင်းညံခုစီမကိုရရှင်ဖျားတော်အားဖြင့်ကွယ်ကာပြီးနာတော်မူလျက်ဆက်လက်ပြီးတော့မှကိုရရှင်ဖျားရဲ့စိတ်ခိုင်းတဲ့မှုလိုမြတ်ထဲမှာကောင်းမှုစာပြေလောက်ကန်နေရတော့ခွင့်ကိုပေး၍ကိုရရှင်ဖျားပေးတော့ကောင်းချီးဖြင့်ဆက်လက်ပြီးတော့မှလောက်ဆောင်နေရတော့ခွင့်ကိုပေးနာတော်မူပါဤမြန်မာနိုင်ငံအတွက်တရားစတာပါတယ်ဤမြန်မာနိုင်ငံမှာသူကြုံခံစားနေရတဲ့မကောင်းမသိတဲ့ရာတစ်ခုစနေရှိတဲ့မြဆန္ဒစဝိနည်းဆိုနတ်ဆိုလိုဘာတို့များကိုတော်တော်တခင်ရှိခရနာမတော်အားဖြင့်ဖယ်ရှင်းပါတဲ့အခါဒီကြုံခံစားနေရတဲ့အစေဒုက္ခတွေမကောင်းမတဲ့ရဲ့အမြတ်ခုစနေရှိတဲ့မြခိုးချင်းသက်ချင်းဖြည်းချင်းလုံငါကျက်လေတဲ့မြတော်သူစရအပြစ်များကိုကိုရရှင်ဖျားတော်အားဖြင့်ဖယ်ရှင်းပေးနာတော်မူပါအဖဖဗျာတခင်မြန်မာနိုင်ငံမှာသိကြုံနေရတဲ့အချိန်တွေလုံးဆိုကိုရရှင်ဖျားတော်အားအနံပါတယ်စာရေးတော်ရေးထိုင်နေရုံကနေရတဲ့အရာတွေအများကြီးရှိပါတယ်ကောင်းစင်တို့သက်ချင်းတွေစာရေးတော်ရေးအတွက်စိန်ခေါ်မှုတွေအခက်အခဲတွေအများကြီးရှိတဲ့အခါမှာကိုရရှင်ဖျားအတံမွေးလောက်တော့အစာကိုဖြစ်စေပေးနာတော်မူလျက်နေ့အစဉ်တိုင်းကောင်းမှုစွာဖြင့်သက်ရှင်နေရတော့ခွင့်ကိုပေးနာတော်မူပါဖဗျာတခင်ဒီမြန်မာနိုင်ငံမှာသိကြုံနေရတဲ့နိုင်ငံရေးအခြေအနေများရှိပါတဲ့အဖတိုက်ပွဲများစွာဖြစ်ပွားတဲ့ရှိပါတဲ့အဖသူရခံစားနေရတဲ့အရာတစ်ခုစနေကိုရရှင်ဖျားတော်အားမျိုးကွယ်ကဆောက်ရှောက်ပေးနာတော်မူပါဒီမြန်မာနိုင်ငံပေါ်၌ကိုရရှင်ဖျားတော်အားပေးညီတဲ့ချင်းနာချင်းကိုပေးနာတော်မူပါလက်နဲ့အန်ရီရဲ့ပေးတဲ့ဝအန်ရီရဲ့ပေးထဲမှာသူရခံစားနေရတဲ့သူအများကြီးရှိပါတဲ့အဖအသက်အန်ရီမှာလွတ်မြောက်ချမ်းသာစေရတဲ့ခွင့်ကိုပေးနာတော်မူပါမတရားတော်သူများလူအသက်ကိုတက်လက်ရှိတော်သူများပြောင်းစင်နေရှိတဲ့များကိုရရှင်ဖျားတော်အားဖြင့်စင်ပေးနာတော်မူပါအဖနောင်လာတရားလက်ထဲသို့တွေးဆောင်ပေးနာတော်မူပါသူရခံစားတဲ့အရာတစ်ခုစနေရှိတဲ့များထဲမှာထွေးသေးဆောင်နေရတဲ့ပြည်သူများရှိတဲ့ညရှိတဲ့ရဲ့ကိုရှင်ဖျားတော်အားဖြင့်ဆောက်ရှောက်ွယ်ကပေးနာတော်မူပါလိုအပ်သောဆိုင်တော်ရင်ကြီးထိုင်အတွက်အလုံးစုံကိုရရှင်ဖျားဖြစ်စီကောင်းချပေးနာတော်မူပါအဖဤမြန်မာနိုင်ငံကိုကိုရရှင်ဖျားတော်အားဖြင့်ကယ်တင်ပေးပါကိုရှင်နာမတော်အားဖြင့်ဤမြန်မာနိုင်ငံပေါ်၌ကိုရရှင်ဖျားသမားအကြလင်းကိုရိုက်စနိုင်ဖို့လို့ငါစားမပေးနာတော်မူပါဖျားရှင်တော်နာအနံပါရမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအပေါ်၌ကိုရှင်ဖျားရဲ့ဓမ္မတရားအလင်းတွေကိုရိုက်စေတဲ့ကဲတို့ဝိညာဉ်ကယ်တဲ့ရှင်ကိုရိုက်စေုံရတာမှာကတကယ်ပဲအထဲ၌ဆိုင်သောကောင်းကင်အမွေနစ်ကိုလည်းရိုက်စနိုင်ဖို့လို့ငါတွေ့တော်ရေးဆာမကောင်းချစ်ပေးနာတော်မူပါအဖဖဗျာတခင်တော်နာအနံပါရဒီမြန်မာနိုင်ငံမှာတိုင်းနိုင်ရေးအရေးတီလှုပ်ဆောင်တဲ့ရာတစ်ခုစနေရှိတဲ့မြတ်ကိုရှင်ဖျားကောင်းချစ်ပေးပါမြေသားရှင်ရဲ့အစီကိုခံလက်ရှိတော်သားသမီးရောက်စနိုင်ကိုလည်းကောင်းချစ်ပေးပါအသက်ကြီးရွယ်ဦးများပေါ်နေတော်၎င်းမိဘမဲ့ကလေးသူငယ်များပေါ်နေတော်၎င်းအသီးသီးကိုလည်းကိုလိုရှင်ဖျားကောင်းချီးပေးနာတော်မူပါဖ
ပြုဆောက်ရှောက်ပေးလဲရှိတော်သူသားသမီးရောက်စနေကိုလည်းကောင်းချီးပေးနာတော်မူပါလှုပ်ဆောင်တဲ့အခမ်းအနားတစ်ခုစနေရှိတဲ့မြတ်ကောင်းမွန်ဆောင်ပြလုပ်ကံနေရတော့ခွင့်ကိုပေးနာတော်မူပါအရာအလုံးစုံကိုရရှင်ဖျားတိတာဖြစ်တဲ့ကျွန်တော်တို့နှုတ်ဝဲမမေနော်အရာတစ်ခုစနေကိုရရှင်ဖျားရဲ့သရှင်တော်ဝင်တော်အားဖြင့်ဖော်ပြပေးလျက်ဆက်လက်ပြီးတော့မှကိုရရှင်ဖျားရောက်စနေပေါ်၌ကြည်တော်မူအစင်းမကိုရတော်မူရေးတဲ့မဆွမ်းအောင်ပေါ်တော်မူကိုလည်းပြုအောင်မှဖျားအတွက်ကျွန်တော်ချီးမွမ်းနဲ့ဆက်လက်ပြီးတော့မှကိုရရှင်ဖျားထံသို့နောက်ပြီးဆက်ကရွေးအနံပါတဲ့အပြည့်ရှိမြန်မာနိုင်ငံတထဲတာမကတခါဘာလို့မှသိကြုံနေရတဲ့ယောဂတွေဒီရှိတဲ့အခါမှာကိုရရှင်ဖျားတော်အားဖြင့်နာယောဂလုံးစုရှိနေမြယောဂီချက်မှာသက်တာဆရာတော်ဖြစ်ကိုပေးနာတော်မူပါတောက်တဲ့နေဆဝတဲ့ဇာဟာမအစပြည့်လဲပြီးတော့မှအနိုင်ရတဲ့ခါမှာလည်းချက်မှာသက်တာဆရာတော်ဖြစ်ကိုပေးနာတော်မူပါစေဝါရဲ့လိုအပ်ချက်မပြည့်စုံမှုကြားထဲမှာတွေ့ကြုံခံစားနေရတဲ့ယောဂတစ်ခုစတဲ့ကိုရရှင်ဖျားနာမှာတော့အားဖြင့်ယောဂီချက်မှာသက်တာဆရာတော်ဖြစ်ကိုပေးနာတော်မူပါကုသပေးလဲရှိတော်သူရောက်စေပေါ်နဲ့လည်းကောင်းချီးပေးပါကုသခင်လဲရှိတော်သူများဒီလည်းယောဂမှာချက်မှာသက်တာဆရာတော်ဖြစ်ကိုပေးနာတော်မူပါအပြားရှင်ကျွန်တော်ယုံကြည်သူတာသမီးတို့ကိုလည်းကုလို့ရှင်ဖျားလက်သနာအနံပါတဲ့ကျွန်တော်တို့ဒီလောကမှာအသက်ရှင်တဲ့ခါမှာဒီလောကကြီးဒီတနိုင်ငံခိုက်ပြီးရှင်တွေညမပြီးရှင်တွေစာရန်ဆိုဝိညာဉ်ဆိုနတ်ဆိုရဘယ်ကိုမြတ်ဆလောရှာနေရှင်တွေနောက်ဆုံးကလာတီဟူသောဆောင်ရှိကလာတီလဲလမေနီကလာပြီးဖြစ်တဲ့ကြောင့်မို့လို့ကျွန်တော်တို့ဒီလောကမှာအသက်ရှင်တဲ့ခါမှာအချင်းလေးမဲ့အသက်ရှင်ရဲ့မိုက်လက်ရှိတော့သူတို့တမန်ကတော့အသက်ရှင်ခြင်းမဖြစ်စေရပဲနဲ့ကျွန်တော်တို့ဒီဘဝတတာမှာလိုက်လျှောက်သက်ရှင်လေကိုလို့ရှင်ဖျက်လောတော်နဲ့ညီအသက်ရှင်စင်နေရတော့ခွင့်ကိုပေးတော်မူပါဝိညာဉ်စီမီကိုဖြည့်ပြည့်ဆောင်ရှင်ထဲမှာတတာကိုပြင်ဆင်နေရှိတော့သူတို့တမန်ကတော့ဖြစ်နိုင်ဖို့လုံငါလဲဆမ်းပါကောင်းချစ်ပေးတော်မူပါဖစာရီဟောလို့ချင်းနေကြတော့အဘေတူကိုမျိုးအမေကိုစောင့်ကြည့်ပြီးကျွန်တော်တို့ကိုစောင့်ရှင်းရမှာအားနဲ့အောင်ပိဋကပြုရှင်းမှာအားနဲ့အောင်ကိုရှင်နဲ့လက်လျှောက်ရှင်းရမှာဝိကအောင်နောက်ဆက်သွေးဆောင်လေးရှိတဲ့မြတ်ကိုရရှင်ဖျားတော်အားဖြင့်လက်မြချမ်းသာဆဲတော်ခွင့်ကိုပေးတော်မူပါအပြားတခင်ကျွန်တော်တို့ဒီကိုရရှင်ဖျားရဲ့တမာတရားထဲမှာအပြည့်လေးကိုခံရဆရာတော်ခွင့်ကိုပေးတော်မူပါတမာတရားထဲမှာကျွန်တော်တို့ဒီလုံးလုံးလိုက်ပြီးနှုတ်ကပတ်တော်မြတ်မှာခင်တက်ရှင်တို့အားဖြင့်ကျွန်တော်တို့ဒီဆောင်းတော်ရှိလေးတမြတ်တော့အရာများတစ်ခုစနေကိုရရှင်ဖျားတော်အားဖြင့်ကိုဆောက်ရှောက်ပေးတော်မူပါကျွန်တော်တို့ဒီလောကမှာအသက်ရှင်တဲ့ခါမှာမိခဲ့တို့အစားတောင်းပြီးမိခဲ့တို့ဝတ်ဆင်ရပြီးမိခဲ့တို့ဘဝရှိအတွက်အသက်ရှင်နေထိုင်ရမည်ကိုစိတ်ပင်ပန်းလေးရှိသည့်ရာမှာကိုလိုရှင်ဖျားသည်မနှက်ဖြန်ဖို့ဆွေးရှင်မရှိရလီးတဲ့အောင်ဝတ္တတာဆက်လက်ဆွကိုတောက်ရဥမာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ဒီရှုစွာဉာဏ်ကတော်နဲ့ဖြတ်မရှင်တရားကိုရှရက်စနေဘုလုံငါဆမ်းမကောင်းချစ်ပေးတော်မူပါမမီရဲ့စိတ်လိုဆန္ဒအားဖြင့်အသက်ရှင်ခြင်းနဲ့ကျွန်တော်တို့ဒီကိုလိုရှင်ဖျားလို့တော့ကျေးဇူးတော်အားဖြင့်အသက်ရှင်စနေဘုလုံငါသာဆမ်းမကောင်းချစ်ပေးတော်မူပါဖာဖျားတခင်ဆက်လက်ပြီးတော့မှကိုရရှင်မောင်တို့ဝေရှင်းခဲ့တဲ့အခါမှာလည်းပဲကျွန်တော်မမြင်နိုင်တဲ့ရာချုံမတွေ့နိုင်တဲ့ရာခုစနိုင်ကိုရရှင်ဖျားကျွန်တော်ကိုအနိုင်ထက်သမာတရားလမ်းအားဖြင့်လေးဆောင်ပေးတော်မူလေကျွန်တော်ဒီလောကမှာအသက်ရှင်တဲ့အခါမှာကိုရရှင်ဖျားလိုတော်တိုင်းအသက်ရှင်ခြင်းအားဖြင့်ကျွန်တော်ဒီလောကရဲ့အလင်းလောကရဲ့စားအဖြစ်အစီခံရတော့ခဲ့ဘုံတို့ထင်ရှားစားဖြစ်အသက်ရှင်နေရတော့ခွင့်ကိုပေးတော်မူပါအဖာဒီနေ့ညဝင်ငါမဲ့နှုတ်ကပတ်တော်မြတ်တော်လည်းကျေးဇူးတော်ကိုချီးမွမ်းပါတဲ့အဖနှုတ်ကပတ်တော်မြတ်ကိုဝင်ငါဟောကြားပေးအောင်မိစမကြီးနှုတ်ရှာပါဆက်ကိုလည်းစာမကောင်းရှိပေးတော်မူပါကျော်တို့ဒီနှုတ်ကပတ်တရားဒေသနာမြတ်ကိုကျမ်းဂန်ခေရီရမှာလည်းပဲနားပြကြအောင်မြဉာဏ်ဖြင့်သိရမြတ်နာဖြစ်စီရပဲနဲ့ဘောတတာမှာလိုက်လျှောက်သက်ရှင်ရှင်နှလုံးသွင်းရှင်အားဖြင့်ဆက်လက်ပြီးတော့ကိုရရှင်ဖျားပြင်ဆင်ပေးတဲ့ကောင်းချီးမင်္ဂလာများစွာဖြင့်အသက်ရှင်စင်နေရတော့ခွင့်ကိုပေးနေတဲ့တကယ်ပဲတပါးသူအတွက်ကိုရှိကောင်းမဲ့ခြင်းကိုဝင်ငါသက်သေခံရတော့ခွင့်ကိုပေးနာတော်မူပါဝါရင်ကလာမှာအစာရှောင်းစတောင်းလက်ရှိတော်ကိုရရှင်တာရမရောက်စနေကိုလည်းကောင်းချီးပေးပါတယောက်စီတိုင်းရဲ့စလောင်းတံများကိုနိုင်ကြောင်ပေးတော်မူလေကိုရရှင်ဖျားတော်အားဖြင့်တို့တိုင်၍အမှုကိုပြုနေရတော့ခွင့်ကိုပေးနေသူကိုရရှင်လက်ရတော်အားဖြင့်ကြီးမားသောအဖြစ်ထူးခြားသောအရာတစ်ခုစနေကိုမြင်တွေ့ခံစားနေရတော့ခွင့်သက်သေခံရတော့ခွင့်ကိုပေးတော်မူပါဖျားရှင်လောကနာအနံပါတယ်ဤညမနိုင်ငံပေါ်မှာရှိတော်မူသောဆောင်မြရောက်စနေကောင်းချီးပေးပါတင်တော်များကိုကောင်းချီးပေးပါတာနာတစ်ခုစနေကိုကောင်းချီးပေးပါကိုရှင်ဖျားအမှုတော်အတွက်အစိတ်ကလေးရှိတော်တာသမီရောက်စနေကိုလည်းကောင်းချီးပေးပါခွန်အားကိုပေးပါအစောတတိကိုပေးပါဝိညာဉ်ခွန်အားကိုပေးနာတော်မူပါကိုရှင်ဖျားသူပါရှေ့ပြုလျက်ပါလေအောင်မြင်ရတော့ဖွင့်ပေးနေသူတေတော်ဤညမနိုင်ငံပေါ်၌ကိုရှင်ဖျားရဲ့အင်ဝေဂေလိကေဒေရှင်သမာတရားလင်းကိုဆက်လက်ပြီးတော့မှထွန်းလင်းနေရတော့ဖွင့်ပေးနာတော်မူပါပါကျွန်တော်ဒီနေ့ညဝိဝေချင်းကိုပြုစတဲ့ခါပါလဲညတော်ကောင်းမှုဆောင်ဖြင့်အိဆရာတော်ခွင့်ကိုပေးနာတော်မူလျက်87မိနစ်ဖြင့်လှုပ်ဆောင်မိရတဲ့ဉာဏ်နာတစ်ခုစနေရှိတဲ့မြတ်ကောင်းမှုဆောင်ဖြင့်လောက်ကနေရတော်ခွင့်ကိုပေးနာတော်မူပါကျွန်တော်တို့စောင့်ချင်းရခုစနေဒီပြရှင်မရှိပါတော့လည်းပဲကိုရရှင်ဖျားဒီကိုယ်နေမြချီကိုမစင်ပိုက်တာအုပ်စိုးတော်မူလျက်အလုံးစုံကိုတတ်တော်မူလို့ရှင်တဲ့ခင်ပြုစီတော်မူလို့ရှင်တဲ့ခင်ဖြင့်မူထားတော်တပါးရောသားတော်သခင်ရှိခရစ်နာမတော်မြတ်ကိုအမှုပြု၍အဆုံးစကဲ့၍အနံပါ၏ဖာပြတဲ့ခင်အာမင်
ဆက်လက်ပြီးတော့မှစနေနေ့ကိုများထမကုံတော်ချီးမွမ်းတန်ကိုကြားရမှာဖြစ်ပါတယ်။ဆက်လက်ပြီးတော့မှနှုတ်ကပတ်တော်မြတ်ကိုအင်္ဂလိပ်ဘာသာအဖြစ်ဖတ်ယူပြီးဝိညာဉ်ခွန်အားယူကြရအောင်နှုတ်ကပတ်တော်မြတ်ကိုဦးဆောင်ဖတ်ကြားပေးမယ့်သူကတော့ဇောဂျိုဆက်ဖောဆန်နစ်ဖြစ်ပါတယ် Hello everyone. Now I'm going to read Mark chapter 1 verse 35 to 39. And in the morning, rising up a great while before day, he went out and departed into a solitary place, and there prayed. And Simon and they that were with him followed after him. And when they had found him, they said unto him, All men seek for thee. And he said unto them, Let us go into the next towns, that I may preach there also. For therefore came I forth.
And he preached in their synagogues throughout all Galilee, and cast out devils. Blessed are you all. Amen. ဆက်လက်ပြီးတော့မှစာနစ်ညီကိုများထမဂုဏ်တော်ချီးမွမ်းတန်ကိုကြားနာခြင်းအဖြစ်ဝိညာဉ်ခွန်အားယူကြရအောင် Change the night today.
ချင်းအသက်တာဆိုတဲ့ကောင်းစဉ်နဲ့ဒီညကျမတို့အတူတကွဆင်ခြင်ပြီးတော့မှဝိညာဉ်ခွန်အားယူကြရအောင်မိတ်ဆွေတို့ကျမတို့ယုံကြည်သူအယောက်စီတိုင်းဟာစွတ်တောင်းခြင်းနဲ့လုံးဝကင်းကွာလို့မရဘူးဆိုတာကိုတော့ကျမတို့သိကြပါတယ်ဟုတ်တယ်နော်ကျမတို့ယုံကြည်သူအယောက်စီတိုင်းဟာစွတ်တောင်းခြင်းမရှိတဲ့အသက်တာနဲ့အသက်ရှင်တယ်ဆိုလို့ရှိရင်တော့အတိတ်ပဲမဲ့တော့အသက်တာနဲ့အသက်ရှင်တဲ့သူနဲ့အတူတူပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ယနေ့ကျမတို့အတိတ်ပဲရှိစွာအကျိုးရှိစွာနဲ့ကျမတို့ယုံကြည်သူအယောက်စီတိုင်းယေရှုခရစ်တော်အဖင်ဖျားသားသမီးပိသားစွာဖြစ်တည်အသက်ရှင်ဖြစ်စေဖို့ရန်ကျမတို့ရဲ့အတိတ်ကလက္ခဏာတစ်ခုကဘာလဲဆိုတော့ဆုတောင်းခြင်းပဲဖြစ်ပါတယ်ဒီလိုမျိုးကျမတို့ဆုတောင်းခြင်းနဲ့သွားတော့အသက်တာတည်တကယ်ကိုအရေးကြီးတယ်ဒီလိုမျိုးအသက်ရှင်ဖို့အတွက်ဘုရားသခင်အလိုရှိတာဖြစ်ပါတယ်ကျမတို့ဒီလိုမျိုးအသက်ရှင်ဖြစ်စေဖို့ရန်အတွက်လည်းပဲသခင်ယေရှုခရစ်တော်ဟာဆုတောင်းခြင်းအဖြစ်အသက်ရှင်ဖို့သူကိုယ်တိုင်သွန်သင်ပေးရုံမကဘူးသူကိုယ်တိုင်ကလည်းပဲသက်ရှင်ပြသွားတယ်ဆိုတာကိုကျမတို့နှုတ်ကပတ်တော်မှာကြည့်ရှုခြင်းအဖြစ်သူ့ရဲ့အသက်တာမှာကျမတို့သင်ယူနိုင်ပါတယ်အဲ့ဒီထဲမှာကျမတို့မာကုခန်းကြီး1အငယ်35ကနေပြီးတော့မှ39မှာသခင်ယေရှုခရစ်တော်ရဲ့ဆုတောင်းခြင်းအသက်တာကိုကျမတို့လေ့လာသင်ယူနိုင်ပါတယ်အဲ့ဒီထဲမှာအဓိကအချက်3ချက်အနေနဲ့ကျမဝေငှချင်ပါတယ်တစ်ကပါလဲဆိုတော့မချမလက်ဆုတောင်းခြင်းဖြစ်ပါတယ်သက်တာလောနိဩဝါဒစာပထမဆောင်အခန်းကြီး9အငယ်19မချမလက်ဆုတောင်းပတနာပြုကြလို့တဲ့ဒါဟာရှင်ပေါလုကိုယ်တိုင်ပြောတဲ့ယုံကြည်သူအယောက်စီတိုင်းအသက်ရှင်ရမယ့်တွင်ပြင်လက္ခဏာထဲကအရေးကြီးသောအချက်တစ်ခုအပါဝင်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိရပါတယ်မိတ်ဆွေတို့သခင်ယေရှုခရစ်တော်ဟာမချမလက်ဆုတောင်းတော်သူဖြစ်ပါတယ်အချိန်တိုင်းဆုတောင်းတော်သူဖြစ်ပါတယ်ဆုတောင်းခြင်းဆိုတာကဘာလဲဖယားသခင်နဲ့ဆက်သွယ်ခြင်းဖယားသခင်နဲ့မိတ္တဟာယဖွဲ့ခြင်းဖြစ်ပါတယ်သခင်ယေရှုခရစ်တော်ဟာအချိန်တိုင်းဖယားသခင်နဲ့စကားပြောတဲ့ဖယားသခင်နဲ့မိတ္တဟာယဖွဲ့တယ်ဆိုတာကိုဆိုလိုခြင်းဖြစ်တယ်အခုနကျမတို့ဖတ်တဲ့သက်တာလောနိဩဝါဒစာဆိုလို့ရှိရင်တော့အဲ့ဒါရှင်ပေါလုဖော်ပြထားတဲ့အကြောင်းအရာဖြစ်ပါတယ်ယုံကြည်သူအယောက်စီတိုင်းဟာမချမလက်စွတ်တောင်းပတနာပြုဖို့လိုတယ်ဆိုတာကိုပြောတာဖြစ်တယ်သူကိုယ်တိုင်ကလည်းပဲမချမလက်စွတ်တောင်းတော်သူဖြစ်တယ်ဖယားနဲ့မချမလက်အချိန်ပြည့်ဆက်သွယ်တတ်တဲ့သူဖြစ်တယ်ဆိုတာကိုလည်းပဲရှင်ပေါလုရဲ့အသက်တာအပြည့်ကျမတို့ဆင်ခြင်တဲ့အခါမှာလည်းသိရှိနိုင်ပါတယ်ဟုတ်ပါတယ်မိတ်ဆွေတို့သခင်ယေရှုခရစ်တော်ဒီပင်နဲ့မချမလက်ဖယားနဲ့ချိတ်ဆက်တယ်ဖယားနဲ့မိတ္တဟာယဖွဲ့တယ်ဖယားသခင်နဲ့သူစကားပြောတယ်မနဲ့စောအချိန်နေ့လေအချိန်ညတကောင်ရအချိန်သခင်ယေရှုခရစ်တော်ကတောင်ပေါ်တို့တက်ပြီးတော့မှဖယားသခင်နဲ့စကားပြောတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်တောင်ပေါ်တက်တယ်ဆိုတာအဲ့ဒါဘာကိုပြောတဲ့သခင်ယေရှုခရစ်တော်ဟာဆုတောင်းခြင်းအမှုပြုတယ်ဖယားနဲ့မိတ္တဟာယဖွဲ့တယ်ဆိုတာကိုဆိုလိုခြင်းဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့အယောက်စီတိုင်းကလည်းပဲသခင်ယေရှုခရစ်တော်စီမှာကျွန်တော်တို့သင်ယူပြီးသွားကြဖို့ဖြစ်တယ်ကျွန်ုပ်တို့ရဲ့ဘိုးဘေးတွေစီမှာလည်းကျွန်တော်တို့သင်ယူပြီးတော့မှအသက်ရှင်ဖို့ဖြစ်တယ်သူတို့ကဘယ်လိုအသက်ရှင်ကြတယ်သူတို့ဟာမချမလက်ဖယားသခင်စီမှာစွတ်တောင်းတဲ့ဖယားနဲ့မိတ္တဟာယဖွဲ့တဲ့အမြဲတမ်းအသက်ရှင်တတ်တော်သူတွေဖြစ်တယ်ဆိုတာကိုကျမတို့တွေ့မြင်ရတယ်။ဒါကြောင့်မို့လို့ကျမတို့ဟာသခင်ယေရှုခရစ်တော်စီကရှင်ပေါလုစီကကျမတို့မှာသူတို့ရဲ့မချမလက်စွတ်တောင်းခြင်းကိုမြဲတင်ယူခြင်းအပြင်ကျမတို့ဆက်ပြီးတော့မှအသက်ရှင်ကြရအောင်။ဘာဖြစ်လို့လဲဆိုတော့စွတ်တောင်းခြင်းကသာလျှင်ဖယားသခင်ရဲ့ကြီးစွာအလုပ်လုပ်ခြင်းကိုမြင်တွေ့ရမှာအသေးချာမို့လို့ဖြစ်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့ယနေ့ကျမတို့အရောက်စီတိုင်းဆုတောင်းခြင်းကိုမချမလက်ပြုလုပ်ရပါမယ်ဆိုတာကိုလည်းပဲဒီနေ့တဲ့အချက်အနေနဲ့ခွန်အားပေးချင်ပါတယ်။နေ့အချက်ကကြတော့အခြေအနေမျိုးထဲမှာဆုတောင်းကြပါဆိုတဲ့အချက်ဖြစ်ပါတယ်။ယောမဩဝါဒစာခန်းကြီး7အငယ်7မှာမျော်လင့်ရဲ့ဝမ်းမြောက်ကြလော့ဆင်းရဲဒုက္ခရောက်သောအခါသီးခံကြလော့ဆုတောင်းပတနာပြုခြင်းအမှုကိုအမြဲပြုကြလော့လို့ပြောပါတယ်။အဲဒီမှာလဲသူကဆုတောင်းပတနာပြုခြင်းကိုအမြဲပြုကြလော့လို့ပြောတာကျမတို့တွေ့ရမှာဖြစ်ပါတယ်။မိတ်ဆွေတို့ကျမတို့တွေဒီအချိန်တိုင်းဖယားသခင်နဲ့စကားပြောဖို့ရန်အတွက်လိုအပ်တယ်လို့ကျမတို့ကအခြေအနေတိုင်းမှာလည်းပဲကျမတို့ဖယားသခင်နဲ့မိတ္တဟာယဖွဲ့ဖို့လိုတယ်စွတ်တောင်းဖို့လိုတယ်ဆိုတာကိုလည်းပဲကျမတို့သင်ယူရပါတယ်ခုနကျမတို့ကြည့်တဲ့အခါမှာမတွေ့ရတယ်လဲဆိုတော့
မာကုခန်းချစ်တဲ့အငယ်35မှာနတ်နဲ့အချိန်မိုးမလင်းမီကိုတော်သည်ထပြီးနေတောအရက်သို့ထွက်ကြွ၍ဆုတောင်းတော်မူ၏တဲ့မိတ်ဆွေတို့တောအရက်သို့ထွက်ကြွ၍ဆုတောင်းတော်မူ၏ဆိုတဲ့အရာကဖယားနဲ့သူအချိန်ယူတယ်ဆုတောင်းခြင်းအမှုကိုသူပြုတယ်ဆိုတာကိုကျွန်မတို့တွေ့ရပါတယ်မနဲ့စောစောအချိန်မှာကျွန်မတို့ဖယားနဲ့အချိန်ယူတတ်ဖို့ဆုတောင်းခြင်းအမှုကိုပြုဖို့အတွက်လိုအပ်တယ်အဲ့ဒီအချက်ကိုမမေ့နဲ့ယေရှုခရစ်တော်ဘုရားကိုယ်တိုင်ကကျွန်ုပ်တို့ကိုသင်သွားပေးပြီးဖြစ်တယ်ဒုတိယအချက်ကကြတော့အခြေအနေတိုင်းမှာဆုတောင်းပါဆိုတဲ့အချက်ဖြစ်ပါတယ်မိတ်ဆွေတို့ယောမဩဝါဒစာအခန်းကြီး7အငယ်7မျော်လင့်လျက်ဝမ်းမြောက်ကြလော့ဆင်းရဲဒုက္ခရောက်သောအခါတီးခံကြလော့ဆုတောင်းပတ္ထနာပြုခြင်းအမှုကိုအမြဲပြုကြလော့ဆိုပြီးတော့မှဖော်ပြတာကိုကျွန်တော်တို့တွေ့ရပါတယ်ဒီအချက်ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာဒါလည်းရှင်ပေါလုဖော်ပြတဲ့စံချက်ဖြစ်ပါတယ်ဒီအချက်ကိုကြည့်တဲ့အခါမှာအချိန်တိုင်းနိုင်ရီတိုင်းဆုတောင်းပတ္ထနာပြုခြင်းအမှုဖယားနဲ့မိတ္တဟာယပြုခြင်းအမှုဒါမကပဲနဲ့အခြေအနေတိုင်းထဲမှာဖယားသခင်နဲ့မိတ္တဟာယဖွဲ့ဖို့လူတွေဆိုတာကိုလည်းပဲကျမတို့သတိပြုနိုင်ပါတယ်ဟုတ်ပါတယ်အခုနကျမတို့ဖတ်တဲ့မာကုခန်းကြီး1အငယ်35ကိုကျမတို့ကြည့်ရင်တော့ကျမတို့အခုနပြောတဲ့အတိုင်းပဲသခင်ယေရှုခရစ်တော်ကနတ်နဲ့အချိန်မိုးမလင်းမီထပြီးတော့မှတောအရက်တို့ထွက်ကြွ၍ဆုတောင်းတယ်ဆိုတာကိုကျမတို့မြင်ရပါတယ်အဲ့ဒီအချိန်တုန်းကအနေအထားလေးတွေကိုလည်းကျမတို့ကြည့်ရအောင်ဒီလိုမျိုးအခြေအနေကိုသိရဖို့အတွက်ကျမတို့အထက်ကဖြစ်ပျက်တဲ့အကြောင်းအရာလေးတွေကိုလည်းကျမတို့ဆက်လက်ပြီးတော့မှဆင်ခြင်စေချင်ပါတယ်အဲ့ဒီအချိန်ကာလဆိုလို့ရှိရင်တော့သခင်ယေရှုခရစ်တော်ဟာအယံကိုထင်ရှားကြော်ကြားသောအချိန်ဖြစ်တယ်ဆိုတာကိုကျမတို့သိရပါတယ်ဟုတ်တယ်သူကတရားစရက်မှာဆုံးမဩဝါဒပေးတယ်သူဆုံးမဩဝါဒပေးတဲ့အရာတွေအပေါ်မှာနားထောင်တဲ့သူတိုင်းကအလွန်အံ့ဩကြရတယ်ဘာဖြစ်လို့လဲသူကစမ်းပြုတ်ဆရာနေသူဆုံးမဩဝါဒပေးခြင်းမဟုတ်ဘဲနဲ့အစိုးရသောသူနေသူဆုံးမဩဝါဒပေးတဲ့အတွက်ကြောင့်ဖြစ်တယ်ဒါကြောင့်သူ့ရဲ့ဟောပြောခြင်းမှာလည်းပဲထင်ရှားတယ်ကြော်စိုးတယ်ဆိုတာကိုလည်းပဲကျမတို့နားလည်ရတယ်ထို့ထက်တာမကဘူးသူဟာဘာလုပ်တယ်လဲညင်ညူးတဲ့နတ်တွေကိုလည်းပဲသူကနင်ထုတ်နိုင်တယ်ဒီအနေအထားဟာဒီသတင်းတွေဟာကာလိလဲပြီးအရရမှာနံပြားတယ်ကြော်စောတယ်တဲ့တရားစရက်ကနေထွက်ပြီးတဲ့အခါမှာလေရှစ်မုံရဲ့ရောက်ခမဖျားနာနေတဲ့အခါသခင်ယေရှုခရစ်တော်ကလာပြီးတော့မှထိုမိန်းမရဲ့လက်ကိုဂိုင်းတဲ့ခြိကြွတဲ့အခါမှာခဏတွင်းမှာပဲရှစ်မုံရဲ့ရောက်ခမဟာဖျားနာခြင်းကနေပြီးတော့မှပျောက်ကင်းသွားတယ်တဲ့ဒီသတင်းကပြန့်သွားတဲ့အခါမှာလူတွေကနေဝင်ပြီးညအချိန်ရောက်တဲ့အခါမှာလေမကြမ်းမမာတဲ့သူတွေနတ်ဆိုးဆွဲတော်သူရှိသမျှတို့ကိုတဲ့အထံတော်သို့ဆောင်ခဲ့ကြတယ်တဲ့တမျိုးလုံးကသခင်ယေရှုခရစ်တော်တဲတဲ့အိမ်တကားနားမှာစုဝေးပြီးတော့မှနေတယ်ဆိုတော့ကျမတို့စဉ်းစားကြည့်ဘယ်လောက်တောင်လူတွေများနေမလဲသခင်ယေရှုခရစ်တော်ကတော့မကြမ်းမာတဲ့သူကိုတတ်တာစေတယ်နတ်ဆိုးဆွဲတဲ့သူတွေကိုလည်းပဲနတ်ဆိုးများကိုလည်းနင်ထုတ်တယ်တဲ့ဒီလိုမျိုးထင်ရှားကြော်ကြားနေတဲ့အချိန်ကာလမှာလည်းပဲသခင်ယေရှုခရစ်တော်ဟာသူပါပဲလို့တလေသူကအချိန်ယူပြီးတော့မှတော့အရက်တော့ထပ်ကြွပြီးတော့မှဆုတောင်းတယ်ဆိုတာကိုဖော်ပြပါတယ်သူအလုတ်အယမ်းများပါတယ်ဒါပေမဲ့သူအလုတ်ဘလောက်ပဲများပါစေသခင်ယေရှုခရစ်တော်ဟာဆုတောင်းခြင်းအချိန်ကိုတော့သူဟာယူတတ်တဲ့သူဖြစ်တယ်ဖျားနဲ့နေ့ရက်တာတစ်ကိုအစပြုတတ်တဲ့သူဖြစ်တယ်ဆိုတာကိုကျမတို့သိရှိနိုင်ပါတယ်ဒါကြောင့်မိတ်ဆွေတို့ယနေ့သခင်ယေရှုခရစ်တော်ကသက်သေပြသွားပြီဖြစ်ပါတယ်ကျမတို့အောင်မြင်နေတဲ့အချိန်လေးပဲဖယားနဲ့မိတ္တဟာယဖွဲ့ဖို့စွတ်တောင်းခြင်းကိုမပြတ်ကွက်ဖို့ဖြစ်တယ်အလုတ်ပလောက်ပဲများနေပါစေဖယားနဲ့ကျမတို့အချိန်ယူခြင်းစွတ်တောင်းခြင်းမပြတ်ကွက်ဖို့အတွက်ဖြစ်တယ်ကျမတို့ပြဿနာအခက်အခဲတွေနဲ့ဘလောက်ပဲတွေ့ကြုံရပါစေကျမတို့ဟာဖယားသခင်နဲ့မိတ္တဟာယဖွဲ့ဖို့စွတ်တောင်းခြင်းကိုမပြတ်ဖို့အတွက်ကျမတို့အရန်အရေးကြီးတာဖြစ်တယ်သခင်ယေရှုခရစ်တော်ကကျွန်ုပ်တို့ကိုတတ်သိပြသွားပြီဖြစ်ပါတယ်ထိုနည်းတူစွာပဲတမန်တော်တွေကလည်းပဲဒီလိုပဲသူတို့ဟာအခြေအနေမျိုးမျိုးထဲမှာဖယားသခင်နဲ့မိတ္တဟာယဖွဲ့တတ်တဲ့ဆုတောင်းတတ်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့ဒီအထဲမှာရှင်ပေါလုရဲ့အသက်တာကိုလည်းကျွန်တော်တို့ကြည့်တဲ့အခါမှာတွေ့မြင်နိုင်ပါတယ်ရှင်ပေါလုကအစဉ်ပြေတဲ့အချိန်မှာလဲသူဟာဆုတောင်းခြင်းလဲမပြတ်တယ်လို့အခက်
က်ခဲနဲ့မုန်တိုင်းနဲ့တွေ့တဲ့အခါမှာလည်းပဲသူဟာဆွတ်တောင်းခြင်းအမှုကိုအမြဲပြုတယ်ဆိုတာကျမတို့တွေ့ရတယ်အကယ်၍ကျမတို့ကသူရေးတဲ့ဖိလိပ္ပိခန်းကြီးလေးအငယ်6ကနေ9ကိုကြည့်ရင်လည်းပဲဘာပြောထားသလဲအဘယ်အမှုကိုမျှစိုးရိမ်ခြင်းမရှိပဲအရာရာ၌ယေရှုတော်ကိုချီးမွမ်းခြင်းနဲ့တကွဆုတောင်းပတနာပြုသောအဖြစ်သင်တို့တောင်းပန်လိုသောအရာများတို့ကိုဖခင်သခင်အားကြားလျှောက်ကြလော့ဆိုပြီးတော့မှဖော်ပြထားတာကိုကျမတို့တွေ့ရပါတယ်တာဟာသူကဖော်ပြထားရုံမကဘူးသူကိုယ်တိုင်အဲ့လိုအသက်ရှင်တဲ့သူဖြစ်တယ်တမန်တော်ဝတ္ထုခန်းကြီး16အငယ်25မှာလည်းကျမတို့ပါတွေ့ရတယ်လေ။သကောင်အချိန်၌ဘောလူနှင့်သီလာတို့သည်ပထနာပြု၍ဆိုပြီးတော့မှဖော်ပြပါတယ်။အဲဒီအချက်ကိုကြည့်ရင်လည်းပဲသူတို့ဟာအခက်အခဲနဲ့တွေ့ရတဲ့အချိန်ဖြစ်တယ်။ရိုက်နှက်ခြင်းခံရတယ်။မတရားသဖြင့်ဆွဆွဲခြင်းခံရတယ်။ချုပ်နှောင်ခြင်းခံရတယ်။ထောင်ထဲမှာအကျဉ်းချခြင်းခံရတယ်။ဒါပေမဲ့သူတို့ပါလို့တယ်လေပထနာပြု၍ဆိုတဲ့ဆုတောင်းခြင်းအမှုသူတို့ပြုတယ်ဆိုတာကိုလည်းပဲကျမတို့သိရတယ်။တမန်တော်ဝတ္ထုအခန်းကြီး20ကိုကျမတို့ကြည့်ရင်လည်းပဲရှင်ပေါလုအဖို့သူစီးတဲ့သင်္ဘောထဲမှာအကျဉ်းသားတွေနဲ့အတူခရီးကိုပြုတ်ရတဲ့အခါဥရုကလုတုံမုန်တိုင်းနဲ့တွေ့ရတယ်။ဒီလိုတွေ့တဲ့အချိန်မှာလည်းပဲသူပါလို့ကလေးဖယားနဲ့အချိတ်ဆက်မပြတ်ဆုတောင်းခြင်းအမှုနဲ့ပဲသူသွားတယ်ဆိုတာကိုကျမတို့တွေ့ရတယ်။ဒါကြောင့်မလို့သူ့ရဲ့အသက်တာဟာမုန်တိုင်းထဲမှာရှိနေပေမဲ့သူဟာငြိမ်သက်ခြင်းခံစားရတယ်။ဖိလိပ္ပိ4ခုနှစ်မှာပြောသည့်အတိုင်းပဲထို့သောပြုလျင်အဘယ်သူမျှကြံရမမိနိုင်သောဖယားသခင်၏ငြိမ်သက်ခြင်းသည်ယေရှုခရစ်အားဖြင့်သင်တို့ကိုစောင့်မလိမ့်မည်ဆိုသည့်အတိုင်းပဲသူဟာအကျဉ်းထဲမှာနေရသည်ပင်မုန်တိုင်းကြားထဲမှာနေရသည်ပင်သူဟာတုံ့လောက်ခြင်းမရှိဘဲနဲ့ငြိမ်သက်ခြင်းအပြည့်နဲ့ရှိနေသည်ဒါမကတုံ့လောက်နေတဲ့သူတွေကိုလည်းပဲခွန်အားဖြစ်စေတဲ့အနေအထားနဲ့သူအသက်ရှင်သွားတယ်ဆိုတာကိုကျမတို့တွေ့ရတယ်ဒါကြောင့်မလို့မိတ်ဆွေတို့ယနေ့ကျမတို့ယုံကြည်သူအယောက်စီတိုင်းအသက်တာဟာယေရှုခရစ်တော်ကိုယ်တိုင်သင်ပေးတဲ့အတိုင်းကျမတို့ကအစဉ်ပြေနေတဲ့အချိန်မှဖြစ်ဖြစ်ခက်ခဲတဲ့အချိန်မှဖြစ်ဖြစ်ကျမတို့ဟာဖယားနဲ့မိတ္တဟာယပြုခြင်းဆုတောင်းခြင်းမှမလျော့သွားဖို့ဖြစ်တယ်။ထို့နည်းတူစွာပဲရှင်ပေါလုစီမှာလည်းကျမတို့သင်ယူခြင်းအဖြစ်ကျမတို့ဟာအစဉ်ပြေနေတဲ့အချိန်မှရောခက်ခဲတဲ့မုန်တိုင်းတိုက်တဲ့အချိန်မှရောပဲကျမတို့ကဖယားသခင်နဲ့ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်ဖယားသခင်နဲ့မိတ္တဟာယဖွဲ့ခြင်းဆုတောင်းခြင်းမှာမလျော့ပဲနဲ့မပြတ်ကွက်ပဲနဲ့အသက်ရှင်သွားကြပါစို့လို့ဒုတိယအချက်အနေနဲ့ခွန်အားပေးခြင်းပါတယ်တတိယအချက်ကကြတော့ဗာလေဆုတောင်းခြင်းအပြင်အသက်ရှင်ပါဆိုတဲ့အချက်ဖြစ်ပါတယ်အခုနကျမတို့ဖတ်တဲ့သခင်ယေရှုခရစ်တော်ရဲ့အသက်ရှင်ခြင်းအခြေအနေထဲမှာကျမတို့ကြည့်ရအောင်ဘယ်အရာကိုတွေ့ရသလဲတပည့်တော်တွေဟာမနဲ့မိုးလင်းတဲ့အခါမှာလူတွေကသူတို့နေထိုင်ရအိမ်ဝန်းကျင်မှာပြည့်နေကြတယ်သခင်ယေရှုခရစ်တော်ကိုရှာနေကြတယ်တဲ့သူတို့ကလည်းသခင်ကိုကြည့်တဲ့အခါမှာသခင်ကိုမတွေ့ရတော့ဘူးအဲ့ဒါနဲ့တပည့်တော်တွေကသခင်ယေရှုခရစ်တော်ကိုရှာပါတယ်လိုက်ရှာတဲ့အခါကျတော့သူတို့ဘယ်မှာတွေ့သလဲသခင်ဆုတောင်းတဲ့အရာမှာသူတို့တွေ့ပါတယ်တွေ့တဲ့အခါသူတို့ဘာပြောသလဲသခင်လူအပေါင်းတို့သည်ကိုတော်ကိုရှာကြပါတယ်လို့သူတို့ဆိုကြပါတယ်ဒီအချက်ကိုကြည့်ခြင်းအပြင်သခင်ယေရှုခရစ်တော်ကိုလူအများကအလိုရှိနေတယ်လူအများကရှာနေကြတယ်ဆိုတာကိုကျွန်တော်တို့သဘောပေါက်နားလည်နိုင်တယ်မိတ်ဆွေတို့သခင်ယေရှုခရစ်တော်ကနာမည်ကြီးတဲ့အချိန်ထင်ရှားကြော်ကြားတဲ့အချိန်ဖြစ်တယ်လူတွေကလည်းသူ့ကိုမျှော်နေတဲ့အချိန်ဖြစ်တယ်လူတွေကလည်းသူ့ကိုလိုက်ရှာနေတဲ့အချိန်ဖြစ်တယ်ဒီလိုဆိုလို့ရှိရင်ကျမတို့အတွက်ဘယ်လိုများပြန်ပြီးတော့မှတပည့်တော်တွေရဲ့တောင်းဆိုမှုကိုကျမတို့ဘယ်လိုတုံ့ပြန်ကြမလဲကောင်းပြီလူတွေအများကြီးကငါ့ကိုမျှော်နေတယ်မဟုတ်လားဒါဆိုရင်အဲ့ဒီလူတွေစီကိုငါသားမယ်ကျမတို့ဒီလိုဆုံးဖြတ်နိုင်ပါတယ်ဒီလိုဆုံးဖြတ်တော့ကိုမလားလူတွေအနေနဲ့ကြည့်လို့ရှိရင်တော့မမားပါဘူးဘာဖြစ်လို့လဲတကယ်ပဲလူတွေကမျောနေတာလေတရားနာခြင်းလို့မျောနေတာကျမ်းမာခြင်းတဲ့အတွက်ကြောင့်သခင်ကိုကုပေးဖို့အတွက်မျောနေတာနတ်ဆိုးနှိပ်စက်ခြင်းခံရလို့လွတ်မြောက်ခြင်းတဲ့အတွက်ကြောင့်လွတ်မြောက်ပေးနိုင်တဲ့သခင်ယေရှုခရစ်တော်ကိုမျောတာသူသွားလိုက်ရင်လည်းမမားပါဘူးဒါပေမဲ့သခင်ယေရှုခရစ်တော်ကဘယ်လိုပြန်ဖြေသလဲငါသည်နီးစပ်သောမြို့ရွာတို့၌တရားဟောခြင်းကသွားကြကုန်အံ့ထို့သောအလို့ငါကြွလာပြီဟုမိန့်တော်မူ၏တဲ့ပိစေတို့သခင်ယေရှုခရစ်တော်ကအေးဒီငါ့ကိုအများကြီးမျှော်နေတဲ့လူတွေစီငါသွားမယ်မပြောဘူးနော်သူဘယ်လိုပြောသလဲသူကအဲ့ဒီလူတွေစီကိုသွားမယ်လို့ပြောနေတာမဟုတ်ဘူးနီးစပ်ရွာမြို့ရွာလို့ပြောလိုက်တာအခြားနေရာအခြားဒေသကိုဥတည်နေခြင်းဖြစ်တယ်
ဘာဖြစ်လို့သခင်ယေရှုခရစ်တော်ကအဲ့လိုပြောတယ်လေသူဆက်ပြောတဲ့စကားကိုကြည့်ရအောင်အဲ့ဒီနီးစပ်သောမြို့ရာကိုသွားပြီးပါသွားလို့မလဲတရားဟောခြင်းကသွားကြကုန်အံ့တဲ့ထို့သောအလို့ငါကြွလာပြီတဲ့ဒီအတွက်ငါကြွလာတာဖြစ်တယ်ဆိုပြီးတော့မှဖော်ပြတယ်အဲ့ဒါကဘာကိုရည်ညွှန်းတယ်လဲဆိုတော့ဖယားသခင်ကအေးဒီနေ့သူ့ကိုဘာလုပ်စေချင်တယ်လဲဘယ်ကိုသွားစေချင်တယ်လဲဆိုတာကိုသူကဖယားရဲ့အမိန့်တော်ကြားရတဲ့အတိုင်းသူအသက်ရှင်နေဆိုတာကိုဖော်ပြတာဖြစ်တယ်တကယ်ပဲသူဟာသူ့ကိုအများကြီးမျှော်နေတဲ့လူတွေစီမသွားဘဲနဲ့ကာလိလဲပြီးအယက်ရက်တရားစရက်တို့၌တရားဟောလျက်နှတ်ဆိုးတို့ကိုနင်ထုတ်လျက်နေတော်မူ၏လို့ပြောပါတယ်ဒါကိုကြည့်ချင်းအပြင်ကျမတို့ပါတွေ့ရတယ်သခင်ယေရှုခရစ်တော်ဟာကောင်းတိုင်းလုပ်တဲ့သူမဟုတ်ဘူးလူတို့ရဲ့သဘောအတိုင်းလိုက်ပြီးတော့မှလှုပ်ဆောင်တဲ့သူမဟုတ်ဘူးသူဟာဖယားသခင်စေခိုင်းတဲ့အတိုင်းဖယားအတန်ကြားသည့်အတိုင်းပဲသူကနေ့စဉ်နဲ့အမျှအသက်ရှင်နေဆိုတာကိုပြောတာဖြစ်တယ်ဒါဟာဘာလဲဆိုဆွတ်တောင်းခြင်းအသက်တာဖြစ်ပါတယ်ဟုတ်တယ်မိတ်ဆွေတို့ယနေ့ကျမတို့ကဆွတ်တောင်းတယ်ဆိုတာဟာကျမတို့ယင်ထဲကနေပြီးတော့မှရှိတဲ့အရာကျမတို့ရဲ့အခက်အခဲပြဿနာတွေကိုပဲကျမတို့ကဖော်ပြဖို့တစ်ဖက်ပဲမဟုတ်ဘူးနော်ဆွတ်တောင်းခြင်းအသက်တာဆိုတာကဘာလဲကျမတို့ဟာကျမတို့တွေ့ကြုံရတဲ့အခက်အခဲကျမတို့ရှိစက်ပါအောင်မယ့်အရာတွေအလုံးဖယားသခင်စီမှာကျမတို့ကရင်ဖွင့်ရဲ့ဆွတ်တောင်းပြီးတဲ့အခါမှာတစ်ဖက်မှာဖယားသခင်ရဲ့ပြောတဲ့အတန်ကိုလည်းကျမတို့နားထောင်ဖို့လဲလိုသေးတာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆွတ်တောင်းခြင်းဆိုတာကဖယားသခင်နဲ့မိတ္တဟာယပြုခြင်းဖြစ်တယ်လေ။မိတ္တဟာယပြုခြင်းဆိုတာကကိုကပဲတစ်ဖက်ပဲပြောသွားမယ်ဆိုလို့ရှိရင်အဲ့ဒါမှန်တော့မိတ္တဟာယဖွဲ့တယ်လို့မခေါ်ဘူး။မိတ္တဟာယဖွဲ့ခြင်းဆိုတာကကိုကလည်းပြောတာပြီးရင်သူပြောတာကိုလည်းနားထောင်တာအဲ့ဒါမိတ္တဟာယဖွဲ့ခြင်းသဘောရောက်တာဒါကြောင့်မိတ္တဟာယဖွဲ့ခြင်းမှန်သောဆုတောင်းခြင်းဆိုတာကကိုကရင်ထဲကနေပြီးတော့မှဖြစ်ပျက်နေတဲ့တွေ့ကြုံရတဲ့အရာတွေကိုဖော်ပြပြီးကျမတို့ဘက်ကနေပြီးတော့မှစကားပြောတဲ့အရာနဲ့မကပဲနဲ့တစ်ဖက်ကဖယားကပြောတဲ့အတန်ကိုကျမတို့နားထောင်ဖို့လိုတယ်အေးဒီအတန်ကိုနားထောင်ပြီးအေးဒီအတိုင်းအသက်ရှင်ခြင်းကဆုတောင်းခြင်းအသက်တာကိုပြောခြင်းဖြစ်တယ်ယေရှုခရစ်တော်ကအဲ့လိုနဲ့သူအသက်ရှင်နေနော်သူကဆူတောင်းတယ်ပြီးတဲ့အခါဖယားသခင်ကဒီနေ့သူ့ကိုဘယ်ကိုညွှန်တယ်ဘယ်ကိုသွားဖို့အတွက်ဖယားသခင်ကသူ့ကိုဒီနေ့အဖို့ဖြစ်တည်စေတယ်လဲဆိုတာကိုသူသိတဲ့အခါမှာသူတပည့်တော်တွေသူ့ကိုရှာပြီးတော့မှသူ့ကိုဘယ်လိုပဲပြောနေပါစေသူကဘာပဲပြန်ဖြေတယ်လဲငါဟာဒီအတွက်ကြွလာတာဖြစ်တယ်ဒီနေ့ငါကဒီလိုလုပ်ဖို့အတွက်သခင်ကစေခိုင်းတဲ့အတိုင်းငါကတက်ရှင်လျှောက်လန်းလှုပ်ဆောင်ဖို့ပဲသွားဖို့ပဲဖြစ်တယ်ဆိုတာကိုသူကဖော်ပြခြင်းဖြစ်တယ်မိတ်ဆွေတို့ယနေ့ကျမတို့ကိုလည်းပဲယေရှုခရစ်တော်ကတက်တည်ထူပြလိုက်ပြီဖြစ်ပါတယ်ကျမတို့ဆုတောင်းခြင်းအသက်တာနဲ့အသက်ရှင်ဖို့လိုတယ်နော်ဖယားသခင်နဲ့မိတ္တဟာယပြုခြင်းအသက်တာနဲ့ကျမတို့အသက်ရှင်ဖို့လိုတယ်ကျမတို့အခက်အခဲတွေအားလုံးအခြေအနေတိုင်းမှာကျမတို့ဖော်ပြနိုင်တယ်ပြီးရင်သခင်စီကအတန်ကိုကြားပြီးတော့မှကျမတို့အသက်ရှင်ဖို့လည်းမမေ့နဲ့ယနေ့ကျမတို့တော်တော်များများဟာကောင်းတိုင်းလုပ်ရင်းနဲ့ကျမတို့ကဖယားသခင်ခိုင်းတဲ့အရာကိုကျမတို့လုပ်ဖို့အတွက်တက်ကွက်တက်ကြတယ်နော်ရှင်ဘောလို့လည်းဒီကိစ္စနဲ့ပတ်သက်လို့ရှိရင်တော့အခိုင်အမာကင်ဆွဲတာကိုကျမတို့တွေ့ရတယ်ကောရိန္သုဩဝါဒစာပထမဆောင်ခန်းကြီး6ငယ်7မှာငါသည်အပြစ်မသိမ့်ပဲလျက်ခတ်သိမ်းသောအမှုအရာကိုပြုနိုင်သည်မှန်စေတော့ခတ်သိမ်းသောအမှုအရာကိုပြုသိမ့်သည်မဟုတ်အပြစ်မသိမ့်ပဲလျက်ခတ်သိမ်းသောအမှုအရာကိုပြုနိုင်သည်မှန်စေတော့အဘယ်အမှုအရာ၌မြငါသည်ကျွမခံလို့ဖော်ပြထားတာကိုကျမတို့တွေ့ရပါတယ်ရှင်ပေါလုဟာကောင်းတိုင်းလည်းလုပ်တဲ့သူမဟုတ်တယ်လို့သူလှုပ်ချင်တိုင်းလည်းသူမလှုပ်ဘူးသူများမြောက်ပေးတိုင်းလည်းသူကမလှုပ်ဘူးဆိုတာကိုကျမတို့တွေ့ရတယ်ဖယားသခင်ကဘယ်လိုသက်ရှင်စေတယ်လဲဖယားသခင်ကဘာလုပ်ခိုင်းတယ်လဲဆိုတဲ့အရာပေါ်မှာပဲသူကနေပြီးတော့မှအသက်ရှင်နေဆိုတာကိုကျမတို့တွေ့ရတယ်ဒါကြောင့်မလို့မိတ်ဆွေတို့ယနေ့သခင်ယေရှုခရစ်တော်ကိုယ်တိုင်ကလည်းပဲဆုတောင်းခြင်းအသက်တာကိုဖော်ပြသွားပြီဖြစ်ပါတယ်ရှင်ပေါလုကလည်းဆုတောင်းခြင်းအသက်တာကိုလည်းသူဖော်ပြသွားပြီဖြစ်ပါတယ်ယနေ့ကျမတို့အရောက်စီတိုင်းကလည်းပဲဆုတောင်းခြင်းအသက်တာနဲ့ကျမတို့အသက်ရှင်ဖို့အတွက်အရန်ကိုအရေးကြီးပါတယ်ဒါကြောင့်မလို့မိတ်ဆွေတို့ကျမတို့ဟာနေ့စဉ်နဲ့အမျှအသက်ရှင်ခြင်းဟာကိုယ်အလိုအတိုင်းသူတစ်ပါးရဲ့စံတာအတိုင်းကျမတို့သွားလာအသက်ရှင်ခြင်းမဟုတ်ဘဲနဲ့ဖယားသခင်ကနေ့စဉ်နဲ့အမျှကျမတို့သူနဲ့မိတ္တဟာယဖွဲ့တဲ့အခါမှာကျမတို့တွေဒီသူ့ရဲ့ညွှန်ကြားချက်သူ့စကားကိုနားထောင်ခြင်းအပြင်ဆက်အသက်ရှင်ခြင်းအပြင်သားလေးကောင်းကျိုးနဲ့ဖယားဘုံတော်ထင်ရှားတဲ့အနေအထားရောက်ရှိမှာဖြစ်တယ်။ဒါကြောင့်မလို့မိတ်ဆွေတို့ယနေ့ကျမတို့အရောက်စီတိုင်းဘလို့သက်ရှင်သင့်တယ်လေ။
ရှင်ဘောလူပြောတဲ့အတိုင်းပဲမချမလက်ဆွတောင်းပတနာပြုကြလို့ဆိုသည့်အတိုင်းယေရှုခရစ်တော်ကဲ့သို့ရှင်ဘောလူတို့ကဲ့သို့ကျမတို့ကအချိန်တိုင်းကျမတို့ဆွတောင်းခြင်းအပြင်အသက်ရှင်ကြရအောင်နောက်ပြီးတော့မှကျမတို့အခြေအနေတိုင်းထဲမှာအစဉ်ပြေသည်ဖြစ်စေအစဉ်မပြေသည်ဖြစ်စေထင်ရှားကြော်ကြားတဲ့အချိန်ဖြစ်စေအလုံများသည်ဖြစ်စေမုန်တိုင်းထန်သည်ဖြစ်စေကျမတို့ဆွတောင်းခြင်းအမှုကိုတော့မလျော့စေဘဲနဲ့ကျမတို့အခြေအနေတိုင်းထဲမှာဆွတောင်းဖို့ဖြစ်တယ်။နောက်ပြီးတော့မှကျမတို့ကဆွတောင်းခြင်းအသက်တာနဲ့ကျမတို့အသက်ရှင်ဖို့ဖြစ်တယ်။ဖယားနဲ့မိတ္တဟာယပြုတဲ့အခါမှာကျမတို့ဖက်ကနေပဲပြောခြင်းမဟုတ်ဘဲနဲ့ဖယားပြန်ပြောတဲ့အတန်ကိုနားထောင်ရတဲ့ဒီအတိုင်းကျမတို့ယေရှုခရစ်တော်အသက်ရှင်တယ်လို့ရှင်ဘောလူတို့အသက်ရှင်တယ်လို့ကျမတို့အသက်ရှင်ခြင်းအပြင်ဘုရားသခင်အလိုရှိတဲ့အသက်တာထဲမှာအသက်ရှင်ကြပါစို့လို့ဝေငှရင်းနဲ့ဒီနေ့နှုတ်ကပတ်တော်ကိုနှိကုံးချုပ်ပါတယ်အားလုံးဆွတ်တောင်းခြင်းအသက်တာအပြင်အသက်ရှင်သောကြောင့်ဘုရားပုံတော်ထင်ရှားသလိုကိုယ်တိုင်သာမကအခြားသူများကိုလည်းပဲအကျိုးပြုသောသူတွေအရောက်စီတိုင်းဖြစ်ကြပါစေအာမင်A little dog where Jesus made me whole. Now let us have a little talk with Jesus, and we'll tell him all about our troubles. He will hear your fingers cry, and he will answer by and by. Now when you feel a little prayer wheel turning, and you know a little fire is burning, you will find a little dog where Jesus makes it right. Yes, makes it right. Sometimes my way is clear without a ray of cheer, and just a little cloud of doubt creeps o'er the day. The mist of sin may rise and hide the sunny skies, but just a little talk with Jesus clears the way. Now let us have a little talk with Jesus, and we'll tell him all about our troubles. He will hear your fingers cry, he will answer by and by. When you feel a little prayer wheel turning, and you know a little fire is burning, you will find a little talk with Jesus makes it right. Yes, makes it right. I may have doubts and fears, my eyes may fill with tears, but Jesus is a friend who watches day and night. I go to him in prayer, he knows my every care, and just a little talk with Jesus makes it right. Now let us have a little talk with Jesus, and we'll tell him all about our troubles. He will hear your fingers cry, he will answer by and by. When you feel a little prayer wheel turning, and you know a little fire is burning, you will find a little talk with Jesus makes it right. Makes it right. Now let us have a little talk with Jesus, and we'll tell him all about our troubles. He will hear your fingers cry, he will answer by and by. When you feel a little prayer wheel turning, and you know a little fire is burning, you will find a little talk with Jesus makes it right. Yes, makes it right. You will find a little talk with Jesus makes it right. Yes, makes it right. ဆုတောင်းကြပါစို့တန်ရှင်မြတ်မြတ်ဆုံးနေတော်မူ၍သာသမီရောက်စီတိုင်းတို့ကိုအနန္တမြတ်တာနှင့်ချစ်တော်မူသောဖာမြတ်စွာဘုရားဖ
ကိုရောရှင်ဖျားသည်ကြီးမြတ်တော်မူသောဖျားဖြစ်ပါတယ်နေစာထာဝရတည်တော်မူသောဖျားဖြစ်ပါတယ်ထို့ကြောင့်ကြီးမြတ်တော်မူသောကိုရောရှင်ဖျားရဲ့ဂုဏ်တော်နာမတော်အပေါင်းကိုချီးမြှောက်ပါတယ်ကိုရောရှင်ဖျား၏နာမတော်သည်ကဘာဆက်ဆက်ဘုန်းကြီး၍မင်္ဂလာရှိတော်မူပါစေသောအာမင်မေတ္တာတော်အရှင်ဖဖျားဒီညချိန်ခါအတွက်ယေရှုတော်ကိုချီးမွမ်းပါ၏ဘရောရှင်ဖျားအားအတူတကွရှိတဲ့နေရာမှာကိုးကွယ်ဝတ်ပြုခွင့်ရရှိစေ၍ယေရှုတင်ပါတယ်အဖဘုရားသခင်သာသမီတို့ချိန်နာရီတိုင်းဆွတောင်းခြင်းနဲ့မပြတ်ဆွတောင်းဖြစ်စေရန်အရေးကြီးသလိုအခြေအနေတိုင်းထဲမှာလည်းပဲမပြတ်ဘုရားသခင်အားဆွတောင်းပတ္ထနာပြုဖို့လိုအပ်တဲ့အကြောင်းနဲ့တကွဆွတောင်းခြင်းအသက်တာနဲ့ဆက်လက်အသက်ရှင်ခြင်းအပြင်ကိုရောအလိုရှိသောအသက်တာထဲမှာသာသမီတို့ရှင်သန်အသက်ရှင်ဖြစ်စေရန်ဘုရားသခင်ကိုယ်တိုင်မဆပါမိအကြောင်းဆွတောင်းပါတယ်ဖဖျားမေတ္တာတော်အရှင်ဖဖျားဒီလောကကြီးထဲမှာစိန်ခေါ်မှုတွေများလွန်းလာပါတယ်အဖဘလို့ပဲဖြစ်ဖြစ်သားသမီးတို့တွေသည်ယေရှုခရစ်တော်ထားတော်ပုံသက်သည့်အတိုင်းရှင်ပေါလုတို့ရဲ့ပုံသက်သည့်အတိုင်းသားသမီးတို့ခံယူရင်းနဲ့ဘိုးဘေးတို့ပြသသွားသောပုံသက်သည့်အတိုင်းသားသမီးတို့တွေသည်လိုက်လျှောက်တဲ့အသက်ရှင်ခြင်းအပြင်ကိုရောအလိုရှိသောအသက်တာထဲမှာအသီးသီးရှိနေစေပါမည်အကြောင်းဆုတောင်းပါတယ်အဖယခုသားသမီးတို့မြမပီကြီးအတွက်ဆုတောင်းပေးလိုပါတယ်အဖမြမပီကြီးကိုယေရှုနာမ၌ကောင်းချီးပေးပါတယ်အဖမြမပီကြီးသည်ဘုရားသခင်ဘုန်းတော်ထင်ရှားသောနိုင်ငံမြမပီကြီးသည်ဘုရားအလိုတော်ပြည့်စုံသောနိုင်ငံမြမပီကြီးသည်ဘုရားသခင်ရဲ့မဆာမှုကိုအထူးခံစားရသောနိုင်ငံဖြစ်ရပါမည်အကြောင်းဆုတောင်းပါတယ်ဖဖျားဖမြတ်စွာဘုရားသားသမီးတို့ဆုတောင်းတဲ့အခါမှာမကြမ်းမမာတဲ့ရှိတော်သူများအားလုံးတော်လည်းတတိယပါ၏စေယုံမှာတော်၎င်းအိမ်မှာတော်၎င်းကုသမှုခံယူနေသောသူများကိုလည်းဖျားကောင်းချီးပေးတော်မူလျက်ဝေဒနာကနေလွတ်မြောက်သက်သာခွင့်ရရှိစေပါမည်အကြောင်းဆုတောင်းပါတယ်ဖဖျားအချုပ်နှောင်ထဲမှာရှိနေတဲ့သူတွေကိုလည်းဖျားသခင်လွတ်မြောက်ခြင်းအခွင့်ခံစားရရှိစေတော်မူပါငွေရေးကြေးအခက်ခဲရှိနေတဲ့သူများမျောလင့်ခြင်းကိမဲ့နေတဲ့သူများဖျားသခင်တနာတော်မူလျက်သူတို့အခက်ခဲတွေဖျားဖြည့်ရှင်ပေးပြီးတက္ကလာအတိအသီးမျောလင့်ခြင်းရှိသောအနေအထားထဲမှာအားလုံးရောက်ရှိစေပါမည်အကြောင်းဆုတောင်းပါတယ်အသက်ကြီးရင်ဖြစ်သောသူများအားလုံးတော်လည်းတတိယပါ၏လိုအပ်သောခွန်အားအသစ်ကိုဘုရားသခင်ဖြည့်ဆည်းပေးပြီးတက္ကလာဘုရားသခင်ရဲ့အလိုတော်အတိုင်းဆက်လက်၍အသက်ရှင်နိုင်ဖို့ရန်မဆတော်မူပါဖဘုရားသခင်ဝါတွင်ကာလမှာအစာရှောင်တဲ့ဆုတောင်းကြကုန်သောသူအယောက်စီတိုင်းရဲ့ရင်ထဲမှာဆုတောင်းသမျှအတန်ဘုရားသခင်နားယောင်ပြီးအောပွဲသောအဖြစ်ဘုရားသခင်ပေးခြင်းကိုလည်းပဲသီးသီးခံစားရပါမည်အကြောင်းကိုတော်နဲ့တာ၍နီးစေသောအသက်တာနဲ့သက်ရှင်ဖြစ်စေဖို့ရန်အယောက်စီတိုင်းကိုလည်းဘုရားသခင်ကောင်းချီးပေးသနာတော်မူပါစစ်မှတ်ဖြစ်ပွားတဲ့တန်ကြောင့်စစ်ပေးဆောင်နေသောသူများကိုလည်းဘုရားသခင်ကောင်းချီးပေးသနာတော်မူခြင်းအပြင်စစ်မဲ့ဖြစ်ပွားတဲ့အခြေအနေထဲကနေပြီးတော့မှငြိမ်သက်ခြင်းရရှိပြီးတက္ကလာစစ်ပေးဆောင်သောသူများဘုရားသခင်ရဲ့တာဝန်ယူခြင်းကိုလည်းတည်တည်ခံစားရပါမည်အကြောင်းဆုတောင်းပါတယ်ဖာယခုသားသမီးတို့နဲ့အတူဆုတောင်းကြကုန်သောသူအယောက်စီတိုင်းရဲ့ရင်ထဲမှာဆုတောင်းသမျှအတန်ဘုရားသခင်နားယောင်ပြီးအောပွဲသောအဖြစ်ဘုရားသခင်ပေးခြင်းကိုလည်းအသီးသီးခံစားရပါမည်အကြောင်းဆုတောင်းပါတယ်ဖာဘုရားသားသမီးတို့ဆုတောင်းတဲ့အခါမှာမစုံလင်ပါအဖသို့တော်လည်းဘုရားသခင်သည်စုံလင်တော်မူသောရှင်ဖြစ်သောကြောင့်လိုအပ်သမျှအရာအလုံးဆက်လက်၍မဆလျက်လမ်းပြလျက်ကောင်းချီးပေးသနာတော်မူပါမည်အကြောင်းဆုတောင်းတဲ့အခါမှာမနေ့ယနေ့နောင်ကာလမပြောင်းမလဲအစဉ်အမြဲရှိတော်မူသောကယ်တင်ရှင်သခင်ယေရှုခရစ်တော်ဘုရား၏မြတ်သောနာမကိုမြှုပ်လျက်အလွန်ယိုသေးစွာဖြင့်အတူတကွဆုတောင်းကြပါသည်ဖဖျားအာမင်ကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့၏အဖကိုတော်၏နာမတော်အားယုတ်သေးလေးမြတ်ခြင်းရှိပါစေသောနိုင်ငံတော်တည်ထောင်ပါစေသောအလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့မြေကြီးပေါ်မှာပြည့်စုံပါစေသောအသက်မွေးလောက်သောစာကိုအကျွန်ုပ်တို့အားယနေ့ပေးသနာတော်မူပါသူတစ်ပါးသည်အကျွန်ုပ်တို့ကိုပြစ်မှားသောအပြစ်များကိုအကျွန်ုပ်တို့သည်လွတ်သကဲ့သို့အကျွန်ုပ်တို့၏အပြစ်များကိုလွတ်တော်မူပါအပြစ်သွေးဆောင်ရာသို့မလိုက်မပါစေဘဲမကောင်းသောအမှုရာမှလည်းကယ်နှုတ်တော်မူပါအစိုးပိုင်သောခွင့်နှင့်ဘုံတကူအာနုဘော်တော်သည်ကဘာဆက်ဆက်ကိုတော်၌ရှိပါ၏အာမင်
ဖျားသည်တင့်ကိုကောင်းချီးပေး၍စောင်းမတော်မူပါစေသောထာဝရဖျားသည်တင်၌မျက်နာတော်အလင်းကိုလွှတ်၍ကရုဏာကျေးဇူးပြုတော်မူပါစေသောထာဝရဖျားသည်တင့်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောအနန္တတကုရှင်ခမည်းတော်ဖျားသခင်ဤမြတ်တာတော်ကယ်တင်ပိုင်ရှင်သခင်ယေရှုခရစ်တော်ဖျား၏ကျေးဇူးတော်ဒုက္ခရောက်သည့်အချိန်ဒုက္ခရှိစင်ကာလလမ်းပြပို့ဆောင်ကောင်းချီးပေးတော်မူသောတန်ရှင်တော်ဝိညာဉ်တော်ဖျားထံတော်ပါမှလူတော်ကြံစီ၍မမိနိုင်သောငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းသည်ဒီညသားသမီးတို့နှင့်အတူရှိတဲ့နေရာ၌ပါဝင်၍သက်ရှင်တော်မူသောဖျားသခင်အားဝတ်ပြုကြကုန်သောသူအယောက်စီတိုင်းပေါ်တွင်တော်၎င်းဆက်ဆိုင်သောမိသားစုပေါ်တွင်တော်၎င်းယခုမှစ၍ကာလအစဉ်အဆက်တည်ရှိတည်နေပါစေတည်းအာမင်